တစ်ချိန်ချက်တုန်းကတအိုလုံးလွှတ်ပစ်လိုက်ရတဲ့ကြက်ဥချင်းဟင်းလေးကိုဒုတိယအချိန်ချက်ပါမယ်ဒီတစ်ခါချက်တာကတော့လေအရအတာကအလွန်မှကောင်းတော့ပေါ့နော်ကျမအိမ်မှာလူကြီးတွေမရှိတော့ကျမတယောက်စာအတွက်ပဲနေ့လေစာညစာဆိုပြီးတော့ချက်တာပေါ့နော်ဒါမဲ့ဒီတစ်ခါချက်တဲ့အရအတာ very good ကြီးဖြစ်နေရဆိုတော့ကျမနေ့လေစာကိုနှလုံးလုံးစားလိုက်ပါတယ်အရသာကောင်းပေမဲ့ခရက်မထရင်ကျမမဟုတ်တဲ့အတွက်ကြောင့်မလို့ခရက်လေးအနေငယ်ထသွားပါတယ်ကြက်ဥကြော်တာမီးပြင်းသွားတဲ့အတွက်ကျမမှာအမခရက်တွေထပြီးတော့တော်သေးရပေါ့နော်အိုးကမကတ်တဲ့အိုးဖြစ်နေလို့ကျမအဲ့ကြက်ဥကြော်ကိုတစ်လုံးကြော်ရနောက်တစ်လုံးကြော်တာကိုမရိုက်မိလိုက်ပါဘူးနောက်တစ်ခရက်တစ်ခုကတော့စီတက်တာတွေရောခရမ်းညင်တွေထည့်တာတွေရောလုံးဝမရိုက်လိုက်ရပါဘူးကင်မရာခလုတ်ကိုနှိပ်ထားရထင်ပြီးတော့မနှိပ်ထားမိလိုက်ပါဘူးအဲ့တော့ကျမရဲ့ခရက်လေးတွေပေါ့နော်ခရမ်းညင်တီးကိုခြေတဲ့ခါမှလည်းကျမစိတ်မရှိပါဘူးကျမအမှခရက်ပေါ့နော်ရေထဲလိုက်ပြီးမှွေလိုက်အုပ်လိုက်ပြန်ဖွင့်လိုက်နဲ့ပြီးတော့သူ့ရဲ့ဟင်းချက်တဲ့ဇွန်ဟာဆီလီကွန်ဇွန်ဖြစ်နေတော့တော်တော်နဲ့ခရမ်းညင်တီးကမကြည်နိုင်ဘူးပေါ့နော်ခြေလို့လည်းမရဘူးအဲ့တော့ကျမစိတ်မရှိဘူးအရသာတွေကျမထည့်ပါတယ်စတော့ဒီတိုင်းပဲတည်ရမလားထည့်မလို့ပဲဒါပေမဲ့နောက်တော့အိုးလွှတ်ပြလိုက်ရမှာဆိုလို့ကျမချိန်ဆပြီးတော့ပဲထည့်လိုက်ပါတယ်ခရမ်းညင်တီးကြည်တဲ့ချိန်ကိုကျမမစောင့်နိုင်တော့လို့နောက်ဆုံးမှာကျမကြက်ဥလေးနှလုံးကိုထည့်လိုက်ပါပြီကြက်ဥရဲ့ရုပ်တွေကိုတော့သိခံကြည့်ပေါ့နော်အမှကျမအမွှေလွန်ပြီးတော့ကြက်ဥအနှစ်ကလည်းထွက်သွားပါသေးတယ်နောက်ဆုံးမှာတော့အစင်းမလှပေမဲ့အချင်းလှတဲ့အလွန်တရာမှအရသာကောင်းမွန်လှတဲ့ကြက်ဥချင်းဟင်းလေးကိုရရှိသွားပါပြီကျမရဲ့ဒုတိယအကြိမ် mission လေးကတော့ pass ပြတ်သွားပါပြီဒါဆိုနောက်ဗီဒီယိုလေးတွေမှာထပ်တွေ့ပါမယ်တတား